ဒီနေ့မှာတော့ကမ္ဘာအပေါ်မှာအမြင့်ဆုံးမျှော်စင်၅ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 Burj Khalifa Burj Khalifa ဟာကမ္ဘာအမြင့်ဆုံးမျှော်စင်အဖြစ်2010ခုနှစ်ကနေယနေ့ထိ2026အထိဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။အမြင့်828မီတာရှိပြီးအထပ်ပေါင်း163တာပါဝင်ပါတယ်။ဒူဘိုင်းမြို့ရဲ့အမှတ်အသားတစ်ခုဖြစ်နေပြီဆိုရင်မမှားပါဘူး။လူသားနည်းပညာတိုးတက်မှုရဲ့အမြင့်ဆုံးသင်္ကေတတစ်ခုလို့ပြောလို့ရပါတယ်။ဒီဇိုင်းကိုအစ္စလမ်ဘီတုကပုံစံတွေကနေအာယူထားပြီးလေပြင်းတန်ခံနိုင်ဖို့အထူးအင်ဂျင်နီယာနည်းပညာတွေသုံးထားပါတယ်။အဆောက်အဦအတွေ့လူနေတိုက်ခန်းဇင်ခန်းဟိုတယ်ရုံခန်းဈေးဝယ်စင်တာစတဲ့အသုံးပြုမှုအမျိုးမျိုးပါဝင်တဲ့ mixed use အဆောက်အဦဖြစ်ပါတယ်။အပေါ်ဆုံး observation deck ဖြစ်တဲ့ at the top ကနေကြည့်ရင်ဒူဘိုင်းမြို့တစ်မြို့လုံးနဲ့ကမ္ဘာလုံးပုံစံကြည့်ရတာအရန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ကမ္ဘာအမြင့်ဆုံးရေကူးခန်းအမြင့်ဆုံးလူနေနေရာပါဝင်တာကြောင့်ခီးသွားတွေအတွက်မထစ်မနေသွားကြည့်ရမယ့်နေရာတစ်ခုပါတကယ်လို့မိတ်ဆွေတက်ကြည့်ဖို့ညင်းအဲ့ဒီခန်းစားချက်ကဘယ်လိုရှိလဲကျွန်တော်ကိုပြောပြပါအောင်နံပါတ်2 Merdeka 118 Merdeka 118ဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာတည်ရှိပြီးကမ္ဘာဒုတိယအမြင့်ဆုံးမျှော်စင်ဖြစ်ပါတယ်အမြင့်689မီတာနီးပါးရှိပြီးအထပ်ပေါင်း118ထပ်ပါဝင်ပါတယ်2023ခုနှစ်ဝန်းကျင်မှာပြီးစီးခဲ့ပြီးအရှေ့တောင်အာရှတခွင်လုံးအမြင့်ဆုံးအဆောက်အဦဖြစ်လာခဲ့ပါတယ်။မာဒေကာဆိုတာမလေးဘာသာမှာလွတ်လပ်ရေးလို့အဓိပ္ပာယ်ရပြီးနိုင်ငံတိုးတက်မှုနဲ့ဂုဏ်ယူမှုကိုကိုစားပြုတဲ့နာမည်ပါ။ဒီဇိုင်းမှာမလေးရှားယဉ်ကျေးမှုပုံစံတွေအလံအယောင်တွေထည့်သွင်းထားပြီးချွန်ထက်တဲ့အချွန်လေးကအရန်ခက်မိခံစားရပါတယ်။ထို့အပြင် LED စံနှုန်းလျာရှိထားတဲ့အစိမ်းရောင်အဆောက်အဦတစ်ခုဖြစ်လို့စွမ်းအင်သုံးစွဲမှုနည်းပါပြီးပတ်ဝန်းကျင်နဲ့တဟာဇဒဖြစ်အောင်တည်ဆောက်ထားပါတယ်။အတွင်းမှာဟိုတယ်ဝန်ဆောင်မှုပေးသောတိုက်ခန်းများနဲ့ရုံခန်းတွေပါဝင်တာကြောင့်ကွာလာလမ်ပူမြို့ရဲ့စီးပွားရေးဗဟိုချက်အသစ်တစ်ခုဖြစ်လာပါတယ်။ဒါကမလေးရှားလူမျိုးတွေအတွက်ဂုဏ်ယူစရာတစ်ခုလို့ပြောလို့ရပါတယ်။နံပါတ်3 Shanghai Tower Shanghai Tower ဟာတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာတည်ရှိပြီးအမြင့်632မီတာရှိပါတယ်။အထပ်ပေါင်း128ထပ်ပါဝင်ပြီး2015မှာပြီးစီးခဲ့ပါတယ်။ဒီမျှော်စင်ရဲ့အထူးဆုံးအချက်ကအပြင်ဘက်ပုံစံကိုလိန်ကွေးလှက်ပတ်ထားတဲ့ကောက်ကွေးဖို့ဒီဇိုင်းပဲဖြစ်ပါတယ်။လေပြင်းတန်ကိုရှော့ချဖို့ဒီလိုလုပ်ထားတာဖြစ်ပြီးလေတိုက်ရင်လှက်ပတ်နေတဲ့ခံစားချက်ရပါတယ်။ Double skin glass facade နည်းပညာသုံးထားလို့အတွင်းအပူတိမ်ထိန်းချုပ်မှုကောင်းပြီးစွမ်းအင်သုံးစွဲမှုအရန်နေပါတယ်။အတွင်းမှာစီးပွားရေးရုံခန်းကမ္ဘာအမြင့်ဆုံးဇင်ခန်းဟိုတယ်ဈေးဝယ်စင်ပါစားတဲ့အပန်းလည်နေရာတွေပါဝင်တာကြောင့်ရှန်ဟိုင်းမြို့ရဲ့ခေတ်မီပုံရိပ်တစ်ခုဖြစ်လာပါတယ်။အလားအကျနဲ့နီးပညာပေါင်းစပ်မှုကအရန်ချီကျူးခံရပါတယ်။အပေါ်ဆုံးကနေကြည့်ရင်ရှန်ဟိုင်းရဲ့မြူးကြွတဲ့မြို့ရှုခန်းကအံ့ဩစရာကောင်းလွန်ပါတယ်။နံပါတ်4 Mecca Royal Clock Tower Saudi Arabia နိုင်ငံမက္ကာမြို့မှာရှိဒီမျှော်စင်ဟာအမြင့်600မီတာရှိပြီးကမ္ဘာအကြီးဆုံးနာရီစင်တစ်ခုပါအထပ်ပေါင်း120ပါဝင်ပြီး2010မှာပြီးစီးခဲ့ပါတယ်။ဘာသာရေးအရေးပါဆုံးနေရာဖြစ်တဲ့ Grand Mosque အနီးမှာတည်ရှိတာကြောင့်နှစ်စဉ်တန်းများစွာလာရောက်ဟာဂျီဖျားဖူးတွေအတွက်လမ်းညွန်ဝါးကြီးတစ်ခုလိုဖြစ်နေပါတယ်။နာရီစင်ကအရန်ကြီးမားပြီးညဘက်အလင်းရောင်နဲ့အရန်ထင်ရှားပါတယ်။အတွင်းမှာဇိန်ခန်းဟိုတယ်အခန်းရာကြီးပြားတိုင်မှုဆိုင်ခန်းတွေပါဝင်တာကြောင့်နီးပညာနဲ့ယဉ်ကျေးမှုပေါင်းစပ်ထားတဲ့ထူးခြားမှုရှိပါတယ်။ဘာသာရေးနဲ့ဖြစ်မီပြီးသူကပေါင်းစပ်ထားတာကအရန်ထူးခြားတဲ့ခံစားချက်ပေးပါတယ်။နံပါတ်5 Ping An Finance Center Ping An Finance Center ဟာတရုတ်နိုင်ငံရှန်ကျန်းမြို့မှာတည်ရှိပြီးအမြင့်999မီတာရှိပါတယ်။အထပ်ပေါင်း115ဓာတ်ပါဝင်ပြီး2019မှာပြီးစီးခဲ့ပါတယ်။ဒီမျှော်စင်ဟာစီးပွားရေးနဲ့ဗန်ရေးလုပ်ငန်းတွေအတွက်အဓိကအဆောက်အဦဖြစ်ပြီးကမ္ဘာအမြင့်ဆုံးရုံခန်းအဆောက်အဦတစ်ခုလည်းဖြစ်ပါတယ်။ခေတ်မီ glass facade နဲ့ချောမွဲ့ပေါဒီဇိုင်းမှာအရန်ချွန်ထပ်ပြီးကောင်းမွန်တဲ့ခံစားချက်ပေးပါတယ်။ရှန်ကျန်းမြို့ရဲ့စီးပွားရေးတိုးတက်မှုနဲ့တရုတ်ရဲ့ဗန်ရေးဗဟိုချက်အသက်တစ်ခုလို့ပြောလို့ရပါတယ်။အပေါ်ဆုံးကနေကြည့်ရင်ရှန်ကျန်းရဲ့မြန်ဆန်တဲ့ဖွံ့ဖြိုးမှုကိုတစ်ချက်တည်းခံစားရပါတယ်။ဒီ၅ခုကကမ္ဘာအမြင့်ဆုံးမျှော်စင်တွေရဲ့ထိပ်တန်းပဲ။နောက်မှာဂျေရာတာဝါလို့အမြင့်1000မီတာကျော်စောင့်နေတာရှိသေးတော့မကြခင်စမ်းကျင်တွေပြောင်းလဲသွားနိုင်ပါတယ်။မိတ်ဆွေဒီထဲကဘယ်ဟာကိုအញ្ញမ်းစိတ်ဝင်စားလဲဒါမှမဟုတ်တစ်ခုခုပိုအသေးစိတ်သိချင်လဲပြောပါအောင်။
အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်